မင်္ဂလာပါဆေးရုံလာကုသတဲ့ချိန်တွင်နံပါတ်1ဆေးရုံရှိမှာစင်တာတစ်ကိုသွားမယ်သူကင်တယူရမယ်နော်သူကင်ရပြီဆိုရင်ကျွန်တော်နံပါတ်5ကိုသွားမယ်နံပါတ်5ရောက်တဲ့နေရာမှာဆိုရင်ကျွန်တော်တို့ဗာပေးရမလဲဆိုတော့ဆေးရုံပါနဲ့ပန်းရောင်ကဒါမှမဟုတ်ဆိုရင် passport ကိုစီရင်သွင်းမယ်အခုလေးချိန်တော့ချိန်မယ်ရတိုင်းမယ်ပြေးပုံတိုင်းမယ်ပြီးသွားဆိုရင်နံပါတ်8ကိုသွားမယ်ခုနတော့ကနံပါတ်5ပေးထားတဲ့စာရွက်ကိုနံပါတ်8ကိုတပေးရမယ်တော့ပြီးဆိုရင်ဆရာမအခုပြောလိုက်မယ်ခဏလေးထိုင်ဆောက်ပါခုနဲ့ဆရာမနဲ့တွေ့ဖို့ခဏလေးထိုင်ဆောက်ပါသူပြောလိုက်မယ်အခုလက်ကြဆိုရင်တော့သူနဲ့ပြဆရာမအခုခေါ်မယ်ခုခေါ်ပြီးမဖြစ်လာခဲ့လေမေးပြေလောက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဆရာဝန်တွေ့တဲ့နေရာကိုသူကညွှန်ပြလိုက်မယ်ဆရာဝန်ခန်းရှိမှထိုင်ဆောင်နေဆရာဝန်နဲ့တွေ့တဲ့ချိန်ပြီးသွားပြီဆိုရင်စစ်စာရွက်ပြီးသွားလိုက်မယ်ညီမနံပါတ်6300တိကိုတပေးရမှာပြီးပြီဆိုရင်ခဏလေးထိုင်ဆောင်ကိုလဲကြမယ်ဆိုရင်ကိုကစီလာယူပါဆိုတော့ကိုကစီးသွားယူဟုတ်ကဲ့ပါအလုံးကျေးဇူးတင်ပါတယ်ခုလိုဗီဒီယိုစောင့်ကြည့်ကြည့်ပြတဲ့အတွက်သူပဲကျေးဇူးတင်ပါတယ်